ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ယနေ့ချစ်မိတ်ဆွေများကိုတင်ပြချင်တာကတော့ကချင်ဘာသာစကားရဲ့ဘီအတန်ထွက်ပုံတွေပဲဖြစ်ပါတယ်အနည်းဆက်ဆုံးတက်ထွက်ကလေးတွေကိုတော့ဗမာလိုရေးပြထားပါတယ်ရှင်โอเคทีนี้กำลังมีใบข้าจะมัดนาก็เลยก็เส้นกระหนูนี่ได้ไงเลยก็เส้นกระหนูนี่เพ่ไปก็ชาอยู่กับอีแต่คุณยังก็เสียนมกุนักชองที่ด้านนาเรไอปะปราเบียชาจะตาฟากะกระเกียหาจากะกระเกียขาคราเคียลามะเมียนางาเนียปะปราเปียผาพระเพียราสาชาตาสะทาวายาสาကဲဒါဆိုလို့ရှိရင်တော့ဆရာမနဲ့အတူတူသမီးတို့လည်းပဲလိုက်ဖတ်ကြမယ်ဘာဘာပရာပရာဗျာဗျာချာချာဂျာဂျာဒါဒါဖာဖာဂါဂါဂရာဂရာဂယာဂယာဟာဟာဂျာဂျာကာကာဂရာဂရာဂယာဂယာခာခာခရာခရာခယာခယာလာလာမမမြမြနာနာညအောက်ငါငါငါညညပပပရာပရပြပြဖာဖဖရာဖရဖြာဖြရာရစာ စရှာ ရှตาတซาစทาထวาဝยาယซาဇကဲဒါဆိုလို့ရှိရင်တော့သုံးလုံးတွဲလေးတွေပြန်လေးကြည့်အောင်နော်ဆရာမဟုတ်ကဲ့ဆရာမဖတ်ပြပါဦးဘာဘရာဗျာဘာဗရာဗျဒီမှာနောက်တစ်ခေါက်ပြန်ဆိုအောင်မယ်မှန်လားကြည့်ပေးပါဘာဗရာဗျဟုတ်ကဲ့ဘာဗရာဗျဟုတ်ကဲ့ชาจาดาချကြဒချကြဒฟากะกระเกียဖာဂဂရဂယဖာဂဂရဂယဟုတ်ဟာจากะเกียกระเกียဟာဂျာကကရကယဟုတ်ဟာဂျာကကရကယคาคราเคียခါခရာခယခါခရာခယลามาเมียလာမမြလာမမြนางาเนียနာငါညနာငါညปาปราเปียပပရပြပပရပြဟုတ်ကဲ့พาพระเพียဖဖရပြဖဖရပြဟုတ်สาชาราสาชาရဆရှရဆရှตาสะทะတစထတစထวายะสะဝါယဇဝါယဇ